ဒီရွှေချိုပြိုင်တော့ကတော့စိတ်ညစ်စရာတွေကတော့ရှိတယ်အရန်ကိုရင်ခုန်တယ်ကိုအမားလုံးမိမှလည်းအရန်ကြောက်တယ် ကိုကဒီအနုပညာ activity တွေနဲ့ရောဘာလို့ရှိရင်စာရေးနဲ့ရောနှစ်ခုချာမှာပေါ့နော် balance ဖြစ်အောင်ဘယ်လိုမျိုးလေးလုပ်လဲအားလုံးပဲမင်္ဂလာပါရှင် Strategy First ရဲ့ချစ်ချက်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မကတော့ပိုးဝင်ချဲပဲဖြစ်ပါတယ်ရှင်ဒီနေ့မှာဆိုလို့ရှိရင်တော့2025ခုနှစ် Academy ပေးပွဲကြီးမှာရွှေကြုံမောင်ဖြစ်ရွေးချယ်ခံခဲ့ရတဲ့ BSc Honors Computer Science ကျောင်းသားဖြစ်သူကိုတူတာကိုရဲ့အတွေ့အကြုံတွေပြီးတော့အမှတ်တရတွေကိုမြင်မြန်သွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါမင်္ဂလာပါကိုကြီး ဟုတ်ကဲ့မင်္ဂလာပါဗျ အခုအနေနဲ့လည်းရွှေကြုံမောင်ဖြစ်ရွေးချယ်ခံခဲ့ရတဲ့အတွက်ဂုဏ်ယူမိပါတယ်နော် ဟုတ်ကဲ့ပါကျေးဇူးပါဗျ ဟုတ်ကဲ့ပါအခုအနေနဲ့ပေါ့နော်ညီမပထမဆုံးစသိချင်တာကပါလဲဆိုလို့ရှိရင်ဒီအနုပညာလမ်းကြောင်းကိုဟိုးရင်ကလေးကဝန္နာပါခဲ့တာလားပေါ့နော်ကိုငယ်ငယ်လေးကလေးကဝန္နာပါတာလားဒါမှမဟုတ်ရှင်ကြီးလာမှပြီးပတ်ဝန်းကျင်ရသူတွေကြည့်ပြီးတော့ဝန္နာပါလာတာလားပေါ့နော်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်ဒီအနုပညာအလုပ်ကိုငယ်ငယ်တုန်းက TV ကြည့်ရယ်ရုပ်ရှင်တွေကြည့်ရယ်ရုပ်ရှင်တွေအရန်ကြည့်များတယ်ရုပ်ရှင်တွေကြည့်ရင်လည်းဒီမင်းသားတွေမင်းသမီးတွေရဲ့ item တွေမူရာတွေအများဆုံးကြည့်ပြတာများတယ်ဘာလို့ဆိုတော့သူတို့ရဲ့အမူအရာတွေကိုအရန်ကြည့်ရတဲ့သဘောကျတယ်ကိုကြိုက်တဲ့ကားတွေဆိုရင်လည်းခဏခဏပြန်ပြန်ကြည့်ဖြစ်တယ်အားကြောင့်မလို့ဒီငယ်ငယ်တုန်းကအနုပညာအလုပ်ကိုဝါနာပါတယ်လို့ပြောလို့ရပါတယ်ဗျာဒါဆိုလို့ရှိရင်အခုအနေနဲ့ငယ်ငယ်လေးကလေးကသဘောကျခဲ့ရတဲ့ဒီအသေးဥဆောင်တွေဆိုလို့ရှိရင်ရောဘယ်သူတွေဖြစ်မလဲငယ်ငယ်တုန်းကသဘောကျတဲ့သေဥဆောင်တွေဆိုရင်ဒီမင်းသားအနေနဲ့ကတော့ကိုနီတိုအရန်သဘောကျတယ်ကိုနီတိုရဲ့ကားတွေကိုအများဆုံးကြည့်ဖြစ်တယ်မင်းသမီးအနေနဲ့ဆိုရင်တော့market မဝင်းမရွှေအရန်သဘောကျပါဗျာဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ရောအခုအနေနဲ့ဒီအနုပညာလမ်းကြောင်းပုံစပြီးတော့ရှောင်းလန်းဖြစ်ခဲ့တာကငယ်ငယ်လေးကလေးကအစပြီးတော့ရှောင်းလန်းဖြစ်ခဲ့တာလားဟုတ်ကျွန်တော်အနုပညာလမ်းကြောင်းကိုစပြီးရှောင်းလန်းဖြစ်ခဲ့တာကဒီပေါ့ဆရာကျော်လင်ရဲ့modeling agency မှာစပြီးတင်တန်းတက်ဖြစ်ခဲ့တယ်တင်တန်းမှာလည်းဒီ modeling နဲ့ပတ်သက်တဲ့ဟာတွေဒီတရုပ်ဆောင်မူရာနဲ့ပတ်သက်တဲ့ဟာတွေစပြီးတော့တည်ကျွမ်းခွင့်ရခဲ့တယ်ဒီပထမဦးဆုံးစပြီးတော့ရိုက်ကူးခဲ့ရတော့ဒီ straight fat မှာပဲကျောင်းအတန်းကြော်ညာလေးတွေကိုစပြီးရိုက်ကူးဖြစ်ခဲ့ပါဟုတ်လားဒါဆိုလို့ရှိရင်ကိုအနေနဲ့ strategy first မှာစပြီးတော့မင်းသားဖြစ်ခဲ့လို့ပြောလို့ရပါဘောနော်အဲ့လိုတော့ပြောလို့ရပါပြီဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်အခုအနေနဲ့ဒီအနုပညာလှုပ်ရှားမှုတွေရော strategy first အပြင်တခြားပါရှိသေးလဲပေါ့နော်ဟုတ်ကျွန်တော်အနေနဲ့ဒီပထမဦးဆုံးရိုက်ကူးဖြစ်ခဲ့တဲ့ဒီပေါ့ series လေးတစ်ခုရှိတယ်အဲ့ series လေးကဒီ show live app မှာပြနေတယ်ဒီ series လေးရဲ့နာမည်ကဒီ Queen of the Set ဆိုတဲ့ရောင်းစုံမျက်နှာဖုံးများဆိုတဲ့ series လေးပေါ့အနည်းငယ်ပါဝင်ကြိုးဆောင်ထားပါဗျာကိုအနေနဲ့ရောဒီ series ထဲမှာဘယ်လိုပုံစံ character မျိုးကိုတရုပ်ဆောင်ရတာလဲပေါ့နော်ကျွန်တော်အနေနဲ့ဒီကျွန်တော်ပထမဆုံးရိုက်ကူးတဲ့ကားမှာဒီပေါ့တရုပ်ဆောင်ကောင်းခန့်မင်းသားဇကားထဲမှာဇကားမင်းသားပြန်လုပ်ရတဲ့ဟာပေါ့ဒါဆိုလို့ရှိရင်ဒီ series ကအကိုရဲ့ပထမဆုံး series ဖြစ်တဲ့အခါမှာစိတ်လှုပ်ရှားတာမျိုးတွေတော်လို့ရှိရင်တခြားအခက်အခဲလေးတွေလည်းရှိမှာပဲပေါ့နော်အခုအနေနဲ့ဘယ်လိုပုံစံမျိုးလေး overcome လုပ်ခဲ့လဲဟုတ်ကျွန်တော်အနေနဲ့ကဒီပထမဆုံးတရုပ်ဆောင်ရတဲ့ series လေးလည်းဖြစ်တယ်ပြီးတော့တွဲဘက်ပြီးတရုပ်ဆောင်ရတဲ့ဟိုအတ္တာတွေကအတ္တာကြီးတွေဖြစ်တယ်ပထမဆုံးအခန်းမှာဆိုရင်ဒီကိုချာလီတို့ပေါ့နော်အများကြီးအတ္တာကြီးနဲ့ wine script reading လိုမျိုးပုံစံမျိုးတရုပ်ဆောင်ရတယ်ဒုတိယဆင်းမှာဆိုရင်ဒီမတဏ္ဍာဘိုးနဲ့ close up နှစ်ယောက်တည်းအဲ့လိုမျိုးရိုက်ခန်းနေရှိရတဲ့အတွက်ကြောင့်အရန်ကိုရင်ခုန်တယ်ကိုအမားလုံးမိမှလည်းအရန်ကြောက်တယ်ဒါပေမဲ့ဒီစိတ်ကိုအကောင်းဆုံးပြင်ဆင်ပြီးတော့ကိုလုံးနိုင်တဲ့ဟာကိုတော့အကောင်းဆုံးစူးစမ်းလုပ်ခဲ့ပါတယ်ဟုတ်လားဒါဆိုလို့ရှိရင်အကိုဒီဇလန်တွေကရွှေကြိုမပြိုင်ခင်ကလေးကရိုက်တာလားဒါမှမဟုတ်ရှင်ပြိုင်ပြီးတော့မှရိုက်ဖြစ်ခဲ့ရလားကျွန်တော်ဒီဇလန်တွေလေးကရွှေကြိုမပြိုင်ခင်တော့ရိုက်ဖြစ်ခဲ့ပါဒါဆိုလို့ရှိရင်ညီမတို့ကိုရွှေကြိုပြိုင်ခဲ့ရတဲ့ဒီအမှတ်တရလေးကိုတစ်ချက်ပြန်ပြီးတော့ share လုပ်ပေးပါအောင်ကိုအနေနဲ့ဘယ်လိုမျိုးဝင်ပြိုင်ဖြစ်ခဲ့တာလဲပေါ့နော်ကျွန်တော်အနေနဲ့ဒီကျွန်တော်အမဝန်ခွဲကဒီ2022ရဲ့ Academy ရွှေကြိုပေါ့ဟုတ်လားကိုဘယ်သူလဲဆိုပြပြပေးပါအောင်ဟုတ်မတ်ရုံးရမုံဦးပါဗျဟုတ်အကိုရဲ့မိဘတွေမိသားစုတွေမှာပေါ့နော်တခြားအနုပညာမျိုးရိုးကဆင်းသက်လာတဲ့သူတွေရောရှိသေးလားဟုတ်ရှိပါတယ်ကျွန်တော်ရဲ့ဦးလေးပါကျွန်တော်ဦးလေးက Testing Academy Director ဆုံးမြင်ဦးပါဟုတ်ဟောအဲ့ဆိုရင်အကိုအနေနဲ့ဒီရွှေကြိုမောင်ဖြစ်လုပ်တဲ့အချိန်မှာရောအကိုဦးလေးစီကနေပြီးတော့ပြန်ပြီးတော့ tips လေးတွေပြန်ရခဲ့တာမျိုးလေးရှိလားပေါ့နော်ဦးလေးရဲ့အကူအညီကိုအများဆုံးယူခဲ့ရပါတယ်ဒီဦးလေးကနေပဲကျွန်တော်ဘယ်လိုမျိုးစင်မောမှာဘယ်လိုမျိုး item တွေလုပ်ရမယ်ဘယ်လိုမျိုးအမူအရာတွေလုပ်ရင်တိုင်းတွေကပို့ပြီးသဘောကျနိုင်တယ်မျိုးလေးအများကြီးဦးလေးကအများကြီး support ပေးပါဗျာဟုတ်ကဲ့ပါကိုဒီလိုမျိုးလေးကြားရတာဝမ်းသာပါတယ်ဆိုတော့အကိုအနေနဲ့ဒီရွှေကြုံမောင်ဖြစ်လုပ်နေတဲ့အချိန်တော်တမှာရောအခက်အခဲလေးတွေကြုံတွေ့ခဲ့ရလားပေါ့နော်ဒီအမှတ်တရတွေရှိခဲ့ဆိုလို့ရှင်လည်းပြပြပေးပါအောင်နော်ရွှေကြုံမောင်လှုပ်တုံးကတော့အခက်အခဲကတော့အများကြီးမရှိပါဘူးဒီရွှေကြိုပြိုင်တုံးကတော့စိတ်ညစ်စရာတွေကတော့ရှိတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီရွှေကြိုပြိုင်တုံးကလည်းပထမအဆုံးအနေနဲ့ဝင်ပြိုင်တယ်ရွှေကြို
နောက်ဆုံးအဆင့်တက်သွားတဲ့အခါမှာဒီ Hayplay app ပေါ်မှာကျွန်တော်ဒီ voting တွေအတွက်ကျွန်တော်တို့ရဲ့ပုံတွေတက်လာတဲ့အခါမှာလူအများကြီးဝေဖန်တိုက်ခိုက်မှုအများကြီးခံခဲ့ရတယ်အဲ့ဒီတုန်းကဆိုရင်အရန်ကိုလက်လျှော့ပြီးတော့ကျွန်တော်ဒီလက်ပြိုင်ပွဲကြီးကိုဆက်မပြိုင်ကျင်တော့အောင်ဒီဖြစ်ခဲ့တယ်အဲ့တုန်းကဆိုရင်အမေကကျွန်တော်ပြောခဲ့ဘူးတဲ့စကားလေးတစ်ခုရှိတယ်အဲ့ဒါကလူတော်မှလက်ချောင်းနေတော်မှပေါ့နော်ဒီငါးချောင်းလုံးမညီဘူးလူတွေကကြိုက်တဲ့လူလည်းရှိမယ်မကြိုက်တဲ့လူလည်းရှိမယ်ကိုဒါမဲ့ကိုလှုပ်ပြရမယ့်ဟာတော့အကောင်းဆုံးလှုပ်ပြဆိုတဲ့စကားလေးနဲ့ပဲကျွန်တော်ဆက်ပြီးတော့အတင်ပြီးကြိုးစားခဲ့ပါတယ်ဗျာဟုတ်ကဲ့ပါဒီလိုမျိုးလေးကြားလို့လည်းဝမ်းသာပါတယ်ညီမလည်းနောက်ပြီးတော့ဆက်ပြီးအားပေးနေပါမယ်ပေါ့နော်ကျေးဇူးပါဗျာအခုအနေနဲ့ရောဒီပြိုင်ပွဲအတွင်းမှာငါမလှုပ်လိုက်မိရင်ကောင်းတာဒါမှမဟုတ်ရှင်ငါဒါလေးလှုပ်လိုက်မိရင်ကောင်းတာဆိုတော့ဒီအချိန်လေးတွေရှိခဲ့လားပေါ့နော်ဟုတ်ကျွန်တော်အနေနဲ့ဒီ Academy ရွှေပြိုင်ပွဲတုန်းကဒီနောက်ဆုံးအဆင့်ပေါ့နောက်ဆုံးအဆင့်ပြိုင်တုန်းကမြန်မာသားဆိုစကားစကားပုံလေးတွေမေးတဲ့အခါမှာလည်းအခက်အခဲဖြစ်ခဲ့တယ်အဲ့တုန်းကဆိုရင်ကျွန်တော်ဒီပေါ့နော်ဒီစင်ပေါ်ရောက်တဲ့အခါမှာဒီပွဲကြီးကတနိုင်ငံလုံးနေထားနေကြည့်နေတယ် live feed လည်းလွှင့်နေတဲ့အခါမှာဒိုင်းတွေကမေးလိုက်တဲ့မေးခွန်းကိုကျွန်တော်ကကောင်းကောင်းမွန်မွန်ဖြေနိုင်မှာကိုဖြေလိုက်တဲ့ဟာကြီးကအမှားကြီးဖြစ်နေမှာဆိုတော့စိုးရင်စိတ်ကြီးကြောင့်တေချာတော့ကောင်းကောင်းမွန်မွန်ဖြေလိုက်နိုင်ဘူးဒါပေမဲ့ကျွန်တော်ဒီရွှေနောက်ဆုံးအဆင့်မှာ3ဆင့်လောက်ရပေါ့နော်ဒီပထမအဆင့်ကဒီမြန်မာသားကျွမ်းကျင်မှုဒုတိယအဆင့်ကitem ပေါ့နောက်ဆုံးအဆင့်က performance ပါအဲ့မှာကျွန်တော်ကမြန်မာသားကျွမ်းကျင်မှုမှာနည်းနည်းအားလျော့သွားတဲ့အတွက်ကြောင့်မလို့ကိုစိတ်လေးကိုတင်းပြီးတော့ဒီနောက်ဆုံး item နဲ့ performance လေးကိုကောင်းကောင်းမွန်မွန်လုပ်ပြနိုင်လို့အကောင်းဆုံးလုပ်ပြခဲ့ပါဗျာအော်အဲ့ဒါကြောင့်မို့လို့ပဲအခုအနေနဲ့ရွေးချယ်ခံခဲ့ရနေမယ်နော်ခင်ဗျာဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်အခုအနေနဲ့ရွှေကြိုအောင်လုပ်နေတဲ့အချိန်တော့တမှာပေါ့နော်စင်ပေါ်မှာရှောက်ရတဲ့ခန်းစားချက်လေးကိုလည်းတစ်ချက်ပြပြပေးပါအောင်နော်အရန်စိတ်လှုပ်ရှားတယ်အရန်လေးပျော်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီငယ်ငယ်တုန်းက Academy ပေးပွဲညရည်ဆိုရင် Academy ပေးပွဲလာတဲ့ညရည်ဆိုလုံးဝမလွတ်တမ်း TV မှာကြည့်တယ်အိတ်စင်ပေါ်ကြီးလည်းအရန်တက်ချင်တယ်တကယ်လည်းအိတ်စင်ပေါ်ရောက်တဲ့အတွက်ကြောင့်မလို့အရန်ဝမ်းသာရပါတယ်ဗျအရန်လည်းစိတ်လှုပ်ရှားပါတယ်ပြီးတော့အခုအနေနဲ့အခုက Computer Science Program တက်နေတာဟုတ်ပါတယ်ဗျဟုတ်ဒါဆိုလို့ရှိရင်အကိုကဒီအနုပညာ activity တွေနဲ့ရောပြီးတော့လို့ရှိရင်စာရေးနဲ့ရောနှစ်ခုချာမှာပေါ့နော် balance ဖြစ်အောင်ဘယ်လိုမျိုးလေးလုပ်လဲဟုတ်ကျွန်တော်အနေနဲ့အဲ့ဒါကကျွန်တော်မိဘတွေပေါ့ကျွန်တော်မိဘတွေအဓိကအကောင်းမွန်မွန်ပြောပြရတယ်ဘာလို့ဆိုတော့ကျွန်တော်ဒီကိုဝါနာပါတဲ့ဟာကိုလည်းလုပ်ချင်တယ်ဒီចောင်းစာကိုလည်းမလင်ဟင်းအောင်ဆိုတော့ဂရုကိုပေးရတယ်အမေကလည်းဒီចောင်းစာမလင်ဟင်းဘူးဆိုရင်အဆင်ပြေရဆိုရင်လုပ်လိုမျိုးခွင့်ပြုချက်လေးတော့တောင်းရတာပေါ့ဗျာဟုတ်တယ်မိဘတွေကတော့လိုမျိုးပဲညီမလည်းလိုမျိုးခွင့်ပြုချက်တောင်းပြီးတော့လုပ်နေရဆိုတော့လေဒါဆိုလို့ရှိရင်အကိုက strategy first တောင်းလာပြီးចောင်းစာရေးလေးလုပ်နိုင်တယ်တော်လို့ရှိရင်ဒီအနုပညာအလုပ်တွေကိုလည်း balance လုပ်နိုင်တယ်လို့ညီမမြင်ပြီးရပေါ့နော် planning လည်းတခြားကောင်းတယ်လို့မြင်ပြီးပါတယ်အဲ့ဒါကြောင့်လည်းတကယ်ချီးကျူးစရာပါပဲကိုဟုတ်ကဲ့ကျေးဇူးပါဗျာဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်အကိုအနေနဲ့ရောဒီအနုပညာအလုပ်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးရှေ့လျှောက် planning တွေချထားလဲပေါ့နော်ဟုတ်ကျွန်တော်အနေနဲ့ဒီအနုပညာအလုပ်နဲ့ပတ်သက်ပြီးတော့ plan ချတာတွေအများကြီးရှိတယ်ကျွန်တော်အရင်ဆုံးကျွန်တော်အနုပညာဝမ်းစာပြည့်အောင်ကျွန်တော်ဒီ director တွေဖွင့်လှစ်တဲ့တင်တန်းမှာတင်တန်းတွေအကုန်လုံးလိုက်တက်မယ်လို့ကြီး plan ထားတယ်တရုတ်ဆောင်တင်တန်းတွေတက်မယ်ပြီးရင်ရလာတဲ့အခွင့်အရေးကိုအကောင်းဆုံးအသုံးချပြီးတော့ရတဲ့နေရာမှာရတယ်လို့မျိုးအကောင်းဆုံးစူးစမ်းပြီးတော့တရုတ်ဆောင်သွားမယ်လို့ဒီမှတ်ထားပါတယ်ဗျာဟုတ်ကောင်းလိုက်တာကိုညီမကိုလည်းပြန်တင်ပေးပါအောင်ဟုတ်ကဲ့ပါရှင်ဒါဆိုလို့ရှိရင်အကိုအနေနဲ့အခုကြည့်နေတဲ့သူတွေရောအကိုရဲ့ပရိသတ်တွေရောအမှတ်တရစကားလေးပြောပေးပါအောင်နော်ဟုတ်ကျွန်တော်ရွှေပြိုင်ပွဲတခြားအားပေးခဲ့ကြတဲ့ပရိသတ်တွေကျွန်တော်ရဲ့ supporting ပေးခဲ့ကြတဲ့တကယ်ချင်းတွေကျွန်တော်ကိုအနောက်ကနေအများကြီးထောက်ပံ့ပေးရဲ့ကျွန်တော်ရဲ့မိသားစုကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရွှေပြိုင်ပွဲနောက်ဆုံးအဆင့်မှာဒီတရုတ်ဆောင် item မူရမလျော်အောင်ကျွန်တော်တင် जा ပေးခဲ့ကိုမင်းညိုကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ performance အတွက်တင်ပေးခဲ့တဲ့ကျွန်တော်ဂီတာဆရာနဲ့vocal ဆရာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ဗျဟုတ်အားလုံးကျေးဇူးပါဗျဟုတ်ကဲ့ပါရှင်အခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အတွေ့အကြုံတွေကိုလာပြီးတော့မျှဝေပေးတဲ့အတွက်အကိုတူတာကုန်ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျေးဇူးပါဗျဟုတ်ရှေ့ရှောက်မှာဆိုလို့ရှိရင်လည်းအနုပညာလမ်းကြောင်းမှာအောင်မြင်မှုတွေအများကြီးရရှိပါစေလို့ညီမအနေနဲ့ဆုတောင်းပေးပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါရှင် Strategy First ရဲ့ချစ်ချက် program ကိုအပတ်စဉ်တောက်ကြနေည9:00 နာရီတိုင်းမှာဆိုလို့ရှိရင် Strategy First Facebook page နဲ့ YouTube channel တွေမှာစောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါတယ်ရှင်အားလုံးပဲတပါကိုယ်နိုင်ငံကဒီရည်ကြည်မှုအမွေအနှစ်ပစ္စည်းတွေဆုံးရှုံးသွားတာလေးလည်းမြင်ခဲ့ပေါ့နော်ဖရားတွေထီတော်ကြီးပူတာပြက်တာပေါ့နော်အကုန်လုံးဝိုင်းပြီးတော့မြင်မြင်ချင်းမှငိုပြက်တာတို့ဘာတို့ပေါ့နော်တလာလုံးသွားခဲ့သမျှတလာလုံးငိုရဲရက်ဆိုတာတော့မရှိခဲ့ဘူးပေါ့ခါလေးကြာရင်ချောင်းလေးမှာငိုနေပြီးချုံနဲ့စကားမပြောရဲလေခလေးလည်းရှိရပေါ့နော်သွားတဲ့အချိန်မှာဘာမှမလစ်ဟင်းတော့အောင်အနောက်ကနေပြီးတော့ကုညီပံ့ပိုးပေးခဲ့တဲ့သူတွေလည်းအများကြီးရှိရပေါ့နော်